lazy dancer ဆိုပြီးတော့သူ့ကိုဝေဖန်နေတဲ့သူတွေကိုပါးစပ်ပိတ်သွားစေခဲ့တဲ့ Jennie ဒီနေ့ Mellow Music Awards ပွဲမှာ Jennie ပြသသွားတဲ့ performance ကတာမန် stage တစ်ခုတည်းပို့ပြီးတော့တကယ်ကိုလက်ရပြောင်မြောက်တဲ့ masterpiece တစ်ခုဖြစ်ခဲ့ပါတယ်ဒေဆန်ဆူဂျီနဲ့အတူ2025ခုနှစ်ရဲ့အကောင်းဆုံး stage performance အဖြစ်အတောင်သတ်မှတ်ဖို့ဆိုနေကြပါပြီ။ Mellow Music Award 2035ပွဲမှာ Jennie ရဲ့ performance ကတကယ်ကိုအမှုပညာဆန်ပြီး visual ရော concept ပါအပြည့်အစုံမိုက်ခဲ့တာအားလုံးလည်းသိပြီးသားဖြစ်မှာပါ။အထူးသဖြင့်ကိုရီးယားရိုးရာနဲ့ခက်တဲ့အမှုပညာကိုပေါင်းစပ်ထားတဲ့ modern traditional အကွေ့အသွက်တွေကတကယ်ကို iconic ဖြစ်ခဲ့လို့ပါခင်ဗျာ။ဒါအပြင် dancer ပေါင်း90ကျော်နဲ့အတူ Soul City, Zem နဲ့ Light Jennie သချင်းတွေကိုဇက်တိုက်ဖျော်ပြသွားတာကတကယ်ကိုအားရစရာဖြစ်ခဲ့ပြီးတော့ Soul City stage မှာဖြူနီပြားစတဲ့ကိုရီးယားအလံရောင်တွေကိုအခြေခံပြီးတော့ stage lighting တွေအသုံးပြုသွားတာကအရန်ကိုလှပခဲ့ပါတယ်။အရင်တော့က Jennie ကို lazy dancer ဆိုပြီးတော့တောင်းပါပဲဝေဖန်ခဲ့ကြတာတွေရှိခဲ့မှုပါတယ်နော်။ဒါပေမဲ့အခု MMA performance ကိုကြည့်ရင်တော့အဲ့ဒီဝေဖန်မှုတွေကိုသူ့ရဲ့စူးစမ်းမှုတွေနဲ့အရေးချင်းနဲ့တင်အကုန်ခြေဖြစ်လိုက်နိုင်တယ်လို့ပြောလို့ရပါတယ်ခင်ဗျာ။အရင်တုန်းက lazy dancer ဆိုပြီးတော့ပြောခံခဲ့ရတွေရှိခဲ့ပြီမဲ့အခုနောက်ပိုင်း solo career မှာရော stage performance တွေမှာပါသူဘယ်လောက်တော့အားစိုက်ထားလဲဆိုတာအတိအကျကြီးပါ။အခုချိန်မှာတော့ဘယ်သူမှသူ့ကိုအဲ့လိုပြောလို့မရတော့အောင်ကိုအစွမ်းပြပြီးတော့ခြေပလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။ Mellow Music Award 2035မှာ Jennie ရဲ့ဖျော်ဖြေမှုကတနက်တာရဲ့အကောင်းဆုံး performance အဖြစ်သတ်မှတ်ခံရဖို့အားလုံးကတခက်နဲ့လက်ခံထားကြတာပဲဖြစ်ပါတယ်ခင်ဗျာ15 မီတာရှိတဲ့ Hangul ဘာသာနဲ့ကိုရီးယားရိုးရာအငွေ့သက်တွေကိုခက်မိတဲ့ fashion တွေနဲ့ပေါင်းစပ်ပြီးတော့တင်ဆက်သွားတာကပရိသတ်တွေကြားတယ်မကပဲမီဒီယာတွေကြားမှာပါအကြီးအကျယ် viral ဖြစ်ခဲ့တာပါအဲ့ဒီညမှာတည်းသူဟာ Record of the Year ဆုဆိုတဲ့ဒေဆန်ဆုကြီးအပြင် Top 10 Bonsam ဆုနဲ့ Million Top 10 ဆုတွေကိုပါရရှိခဲ့ပြီးတော့ Tribal Crown ကိုပိုင်ဆိုင်သွားတာဖြစ်လို့2025ရဲ့အကောင်းဆုံး performance အဖြစ်သတ်မှတ်ခံရဖို့အခိုင်အမာဖြစ်သွားတာပါခင်ဗျာမနေ့ညတုန်းကကျင်းပသွားတဲ့ SBS ကာရုတ်တဲကျော်2025ပွဲမှာလူမှုကွန်ရက်တစ်ခုလုံး Holy တဲ့ကျော်ဖြစ်သွားစေခဲ့တဲ့ Stray Kids အဖွဲ့ဝင်ဟွန်းကျွန်းရဲ့$55,000တန်နဲ့ကတိယနှဆွဲတစ်ဖက်လေးဟာလွတ်ကျပြီးတော့ပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနှဆွဲဟာဆိုရင်ကာလာတန်ဖို့$55,000မြန်မာငွေနဲ့တက်မယ်ဆိုရင်$2,200ကျပ်လောက်ရှိတဲ့ luxury item ဖြစ်လို့ပရိသတ်တွေတင်မကဘဲနဲ့မန်ပါတွေအကုန်လုံးကပါစိတ်ပူသွားကြတာပါ။2025ခုနှစ်ရဲ့ Christmas ညမှာကျင်းပခဲ့တဲ့ SBS ကာရုတ်တဲကျော်ပွဲကြီးမှာ Stray Kids က performance ကပွဲကိုတင်းကျုံယူသွားခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီညမှာဟွန်းကျွန်းဟာဆိုရင် Global Brand Ambassador တူဖြစ်တဲ့အတိုင်းဒီလိုတန်မိုးကြီးနယ်ဆွဲကိုဝတ်ဆင်ပြီးတော့ပွဲတက်ရောက်ခဲ့ပါတယ်။သူဟာ energy အပြည့်နဲ့အရင်မြင့်မြင့်ထန်ထန်ကပြဖျော်ပြခဲ့တာကြောင့် performance အတွင်းမှာမြင့်မြင့်ထန်ထန်ကပြဖျော်ပြရင်းနယ်ဆွဲပြုတ်ကျသွားခဲ့ပေမဲ့ဟွန်းကျွန်းကတော့လုံးဝအာရုံမပြတ်ဖဲဖျော်ပြမှုကိုအကောင်းဆုံးဆုံးသက်သွားခဲ့ပါတယ်။ဒါဟာသူ့ရဲ့အလုပ်အပေါ်ထားတဲ့ professional ဖြစ်မှုကိုတက်တည်ပြလိုက်တာလည်းဖြစ်ပါတယ်ခင်ဗျာ။နယ်ဆွဲပြုတ်ကျသွားပေမဲ့ဟွန်းကျွန်းကလုံးဝအာရုံမပြတ်ဖဲဖျော်ပြမှုကိုအကောင်းဆုံးအဆုံးထိကပြသွားတာကပရိသတ်တွေကိုလုံးဝအထင်ကြီးစေခဲ့ပါတယ်ခင်ဗျာ။ပွဲရပြီးဥပညာရှင်တွေအားလုံးစင်မော်တက်တဲ့ Annie State မှာတော့ညွန့်ကျင်တယောက်ဟာစိုးရင်တကြီးနဲ့ State ကျမ်းပြင်မှာတခုခုရှာနေတာကိုပရိသတ်တွေကသတိထားမိသွားခဲ့ကြပါတယ်။အဲ့ဒီအခါမှာတော့ State အဖွဲ့ဝင်တွေရဲ့လုံးဝကိုချက်စရာကောင်းတဲ့ Tin Spirit ကိုမြင်တွေ့ခဲ့ရပါတယ်ခင်ဗျာ။ State တွေရရှိထားတဲ့ဖန်ကန်တွေထဲမှာဆိုရင်ညွန့်ကျင်တယောက်တည်းရှာနေတာမျိုးမဟုတ်ပဲအဖွဲ့ဝင်တွေအကုန်လုံးကကိုယ့်ပစ္စည်းပျောက်တော်လိုမျိုးဝိုင်းရှာပေးနေကြတာက State ရဲ့ချက်စရာကောင်းတဲ့တင်းဝစီးလို့မှုကိုပြသလိုက်တာပါပဲခင်ဗျာ။နောက်ဆုံးမှာတော့သူတို့ဟာတမိုးကြီးနယ်ဆွဲလေးကိုပြန်လဲရှာဖွေတွေ့ရှိခဲ့ပါတယ်ခင်ဗျာဒီနယ်ဆွဲလေးကိုပြန်တွေ့သွားတဲ့အချိန်မှာမန်ပါတွေရဲ့ပျော်ရွှင်သွားတဲ့အမူအရာတွေနဲ့ညွန့်ကျင်ရဲ့စိတ်သက်သာရာရတဲ့မျက်နှာလေးဟာ Stay တွေရဲ့နှလုံးသားကိုနှွေးထွေးစေခဲ့ပါတယ်ခင်ဗျာတယောက်ချင်းစီရဲ့ပစ္စည်းကိုကိုယ့်ပစ္စည်းလိုတမိုးထားပြီးတော့ဝိုင်းရှာပေးနေကြတဲ့သူတို့ရဲ့တန်ရောစင်ကပွဲရဲ့အကောင်းဆုံး moment လေးတစ်ခုဖြစ်ခဲ့ပါတယ်နော်Annie State ရဲ့တခြားအဖွဲ့ဝင်တွေအလဲမှာ State ရဲ့အဖွဲ့ဝင်တွေဟာစင်ပေါ်မှာငုံပြီးတော့ဝိုင်းရှာနေကြတဲ့ဗီဒီယိုကလပ်တွေဟာ cute moment လေးအဖြစ်လူပြောများဆုံးကလပ်လေးတစ်ခုဖြစ်ခဲ့ပြီးတော့ X နဲ့ TikTok တို့မှာဗီဒီယိုတွေဟာပြန့်နှံ့နေပါတယ်ခင်ဗျာ